မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောထားတဲ့ဒေသနာတော်တွေမှာစွန့်လှူကြတဲ့ပုဂ္ဂိုလ်များစွန့်လှူလာပြီဆိုရင်မြတ်စွာဘုရားကစွန့်နေလှူတယ်လို့မမှတ်ကြနဲ့အကြောင်းတရား၅ပါးကိုလှူတယ်လို့ဒီလိုနားလည်ကြကွယ်လို့ဘုရားဒီလိုပြောဘောဇနံဘိကဝေတရမနောဒါယကောပြင်းစဌာနာနိဒေတိအာယုန်ဒေတိပလံဒေတိဝဏံဒေတိဒုက္ခံဒေတိပฏิပါဏံဒေတိဘောဇဉ်စွမ်းကိုလှူဒန်းလာကြတယ်ဆိုရင်ပြင်းစဌာနာနိဒေတိအကြောင်းတရား၅ပါးကိုလှူတယ်လို့ဒီလိုနားလည်ကြဘာတွေတော့မြတ်စွာဘုရားဆိုတော့အာယုန်ဒေတိအသက်ကိုလှူတယ်လို့မှတ်ကြစွန့်လှူတာဟာတော်ကောင်းတယ်အသက်လှူတာနဲ့တူတူပဲတဲ့ဦးဇင်းတို့ယုတ်တရားကြီးလို့ခေါ်တဲ့ဦးဇင်းတို့သူတော်ကောင်းတို့ရဲ့ခန္ဓာကိုယ်ကံရဲ့စိတ်ရဲ့ဥတုရဲ့အာဟာရရဲ့အကြောင်းတရား၄ပါးကြောင့်ဒီယုတ်တရားကဖြစ်တာဟိုဘဝကကုသိုလ်ကံကြောင့်လူဖြစ်လာကြပြီယုတ်တရားကြီးအခုထင်ရှားရှိစိတ်ဒီစိတ်ကြောင့်လည်းပဲစိတ်ဓာတ်ခွန်အားတွေကြောင့်ဦးဇင်းတို့တွေယက်တည်ကြတယ်ကံရဲ့စိတ်ရဲ့ဥတုအပူအေးညီမျှမှလည်းဒီခန္ဓာကိုယ်ကြီးကအရှင်းသန်လို့ရအပူလွန်ကဲတယ်အေးလွန်ကဲတယ်ဆိုလို့ဆင်မပြေအဲ့တော့ခဏခေတ်တော့အပူအေးကလည်းပဲပူတယ်ဆိုရင်အေးတဲ့ထဲမှာနေလို့ရပြောချင်တာကအဲ့ဒီအကြောင်းတရား၃ပါးဟာကံတရားကလွဲလို့ကျန်တာတွေကနည်းနည်းဥစဉ်တို့တွေညှိယူလို့ရတယ်အလိုအဆုံးကဘာတုံးလို့မေးလိုက်တော့ဥစဉ်တို့ဒီအကြောင်းတရား၄ပါးထဲမှာအာဟာရသူတော်ကောင်းတို့တွေကံကောင်းလို့ရုပ်လှတော်လည်းပဲထမင်းမစားရဘူးအာဟာရမရှိဘူးဆိုရုပ်ရဲ့အလှပေါ်သေးလားမပေါ်တော့ဘူးဗျာဟုတ်လားအေးအဲ့ဒါကြောင့်မို့တပ်ပေတတ္တအာဟာရထိတိကတတ္တဝါမှန်သမျှဟာအာဟာရပေါ်မှာမှီပြီးတော့နေရတယ်တည်ပြီးတော့နေရတယ်အဲ့ကြောင့်ဥစဉ်တို့တွေအာယုအသက်ရှည်ဖို့ဆိုတာအာဟာရရှိမှအသက်ရှည်ရတာဖြစ်တဲ့အတွက်ဒါကြောင့်ပရိယတိလို့အထုတ်နေကြတဲ့တန်ဃာတော်တွေရဲ့ဂုဏ်ကိုရည်မှတ်ပြီးစွန့်လှူဒန်းတော့ခဏဒါအသက်လှူတယ်လို့ဒီလိုပြောလို့ရတာပေါ့ဝဏ္ဏံဒေတိတဲ့အစင်းလည်းဒီတိုင်းအစင်းလှူရလဲရောက်တယ်ကံတရားကောင်းလွန်းလို့ရုပ်အစင်းလှတော်လဲပဲအာဟာရကောင်းကောင်းမစားရင်ရုပ်အစင်းမလှနိုင်ဘူးဟုတ်လားဟာနောက်တကဟိုဘဝကကုသိုလ်ကံကောင်းလို့လူဖြစ်တယ်အသက်ရှည်ချမ်းကံတွေပါတော်လဲပဲဒီဘဝမှာအာဟာရနဲ့ပြတ်လက်သွားမယ်ဆိုရင်အသက်ရှည်လို့ပါလို့မဖြစ်နိုင်ဘူးဟုတ်ပြီလားအေးအဲကြောင့်မို့အသက်ကိုလည်းလှူတယ်အစင်းကိုလည်းလှူတယ်အာယုန်ဒေတိဝဏ္ဏံဒေတိဒုက္ခံဒေတိဒုက္ခဆိုတာချမ်းသာကိုလည်းပေးလူရရောက်တယ်တဲ့ချမ်းသာပေးလူရရောက်တယ်ဆိုတာလည်းပဲဘလောက်ပဲချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ဖြစ်စားစရာတွေဘလောက်ပဲပေါ်မစားနိုင်ဘူးဆိုရင်ချမ်းသာသေးလားမချမ်းသာတော့ဘူးမချမ်းသာတော့မကြမ်းမာတဲ့လူတွေကြီးတချို့ဗဇက်ကစားခြင်းနဲ့ဒါပေမဲ့လို့စားလို့မရတဲ့ပုဂ္ဂိုလ်တွေအများကြီးဟုတ်လားအေးကြမ်းမာရေးရစားလို့မရတာနောက်အခြေအနေရစားလို့မရတာဘယ်လိုစားလို့မရတာပဲဖြစ်ဖြစ်အဲ့ဒါကိုယ့်ကိုစိတ်ဆင်းရဲမှုဖြစ်စေတာပဲဟုတ်ပြီလားအေးအဲ့ဒါကြောင့်မို့ခဏစွန့်လှူတဲ့အလှူဟာချမ်းသာကိုလည်းပေးလူရရောက်တယ်လို့ဘုရားဒီလိုပြောအာယုန်ဒေတိဝဏ္ဏံဒေတိဒုက္ခံဒေတိဗလံဒေတိခွန်အားဗလဘလောက်ပဲခွန်အားဗလထွားကြိုင်အာဟာရမကောင်းဘူးဆိုရင်ခွန်အားဗလထွားကြိုင်ဖို့မဖြစ်နိုင်တော့ဘူးလေခဏဟိုအာကသာလို့အထုတ်ကြတဲ့လူတွေကြည့်ပေါ့အပြေးသမားလည်းသူနဲ့ထိုက်တန်တဲ့အစားစားရတာပဲဟုတ်လားဟာလက်ဝဲသမားတွေကာယဗလသမားကြီးတွေလည်းသူတို့နဲ့ထိုက်တန်တဲ့အစားစားတွေသူတို့လည်းဘာလုပ်ပေးရတော့စားပေးရတယ်အစားတော့ကအစင်တမ်းမိမစားရဘူးဆိုရင်ကလေးကခန္ဓာကိုယ်ဖွံ့ဖြိုးမှုရောဖြစ်သေးလားမဖြစ်တော့ဘူးသူတော်ကောင်းတို့တွေအဲ့ဒါကြောင့်မို့အစားတော့ကိုလှူဒန်းခြင်းဟာခွန်အားဗလကိုလှူဒန်းရလဲရောက်တယ်တဲ့ဘုရားဒီလိုပြောတာနော်အာယုန်ဒေတိဗလံဒေတိဒုက္ခံဒေတိပฏิပါဏံဒေတိပฏิပါဏဆိုတာပညာဉာဏ်ပညာလည်းပေးလူရရောက်တယ်ဉာဏ်ဘလောက်ကောင်းသူတော်ကောင်းတို့တွေအစားတော့မကောင်းရင်ဉာဏ်မကောင်းနိုင်ဟုတ်လားဉာဏ်ဘလောက်ကောင်းအစားတော့
မစားရဘူးဆိုလဲဉာဏ်ဖြစ်ဖို့ရန်မဖြစ်နိုင်ဘူးဟုတ်ပြီလားအေးအဲ့ဒါကြောင့်မို့ခဏကိုကြောလင်းကကိုရင်လေးတွေရဲ့ဂုံကိုရည်မှန်းပြီးသာသနာ့မှာပရိယတ်တိလို့အထုတ်နေကြတန်ဃာတွေရည်မှန်းပြီးတော့ဆွန့်လူတယ်ဆိုတာဉာဏ်ပညာလည်းပေးလူရရောက်တယ်လို့ဒီလိုနားလည်ရမယ်နော်မနေ့က25ရက်နေ့ကိုရင်နေရန်ကုန်တာမဏေကျော်ဆောင်မှုကသွားဖြေကြတော့မနေ့ကစာချသွားရင်လည်းဥစဉ်တွေ့ဟိုကိုယ်စိတ်ထဲမှာကိုလည်းပဲဈေးလေးတွေလှူပေးကိုရင်လေးတွေကြည်နူးလိုက်တာဆိုဥစဉ်အားအရာဆုံးကိုရင်လေးကအရှင်သူမနာသက်15နှစ်တာမဏေကျော်ပထမစဉ်သူဖြေမယ်ကျောင်းတွင်အမှတ်တွေလည်းရတယ်85အထက်80နှစ်နဲ့80ရဲ့အထက်မှာပုံမှန်ရတယ်80အောက်ကိုရင်လေးမရှိဘူးအောင်လိမ့်မယ်လို့ဦးဇင်းကယုံကြည်တယ်ယုံလေးကြည့်လိုက်တော့လည်းပဲတိကြည့်တဲ့ကိုရင်လေးလေအဲ့တော့ကြီးညိုစရာလေးတွေပြောတာပါကိုရင်ဖုံးတွေပါတွေကင်လာမိတော့မကင်ဘူးဗျာတဲ့ဒီကရှိလည်းမရှိဘူးတဲ့ကင်လည်းမကင်ဘူးဒီကနေ့ခေတ်မှာဒီလိုရွယ်လေးတွေကဒါလေးတွေကကြီးညိုစရာကောင်းတာပြောတာနော်အေးအဲ့တော့ဒါဒီကိုရင်လေးအခုလိုညံကောင်းကြောင်းပရိယတ်တိလို့မှာကောင်းကောင်းအားထုတ်နိုင်အောင်ဆွန့်လူတယ်လို့ဒီလိုနားလည်ပါဟုတ်ပြီလားအဲ့တော့ဆွန့်လူတဲ့ပုဂ္ဂိုလ်များဆွန့်နေမကဘူးဘယ်နှမျိုးကိုပေးလူတယ်5မျိုးကိုပေးလူတယ်အာယုအသက်ကိုလည်းပေးလူရရောက်တယ်ဝဏရုပ်အစင်းကိုလည်းပေးလူရရောက်တယ်ဒုက္ခချမ်းသာကိုလည်းပေးလူရရောက်တယ်ဗလခွန်အားဗလလည်းပေးလူရရောက်တယ်နောက်ဆုံးကပฏิဘာဏဉာဏ်ပညာကိုလည်းပေးလူရရောက်တယ်လို့မြတ်စွာဘုရားကဒီလိုဟောပါတယ်နော်ဩငါကနေ့မွေးနေ့မှာစွန့်နေလှူတာမဟုတ်ဘူးတန်ဃာတော်များချမ်းသာကြောင်း105ပါးကိုငါလှူလိုက်တာပဲလို့ဒီလိုနားလည်ပြီးတော့ဇနေတိသတိတံပါကံတန်ဃာတော်များချမ်းသာတယ်လို့ငါလည်းချမ်းသာမှာပဲတန်ဃာတော်များခွန်အားဗလကြီးတယ်လို့ငါလည်းကြီးတန်ဃာတော်များဉာဏ်ပညာတိုးတယ်လို့ငါလည်းတိုးရမယ်ဆိုပြီးတော့ဒီလိုမျိုးလေးယုံကြည်ထားစေခြင်းပါတယ်ဗျာဟုတ်ပြီလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကတော့ YouTube